အခုပဲတိတ်ဆိတ်တဲ့နေရာရှာပြီးတော့တယောက်တည်းနှစ်ချက်လေးတက်ပြီးဒီဗီဒီယိုကိုအဆုံးထိကြည့်ပြအောင်ကြည့်ပေးပါဘဝသင်ခန်းစာတွေဆိုတာကလည်းများသောအားဖြင့်နာကျင်ရတဲ့အတွေ့အကြုံတွေကနေသင်ယူရတာဆိုတော့ကျွန်တော်ဒါအသက်25နှစ်ကကိုသာပြန်တွေးခွင့်ရမယ်ဆိုလို့ရှိရင်နေရင်းလေးနှစ်ချက်လောက်အုပ်ပြီးတော့လောကကြီးကမင်းထင်ထားသလိုမဟုတ်ဘူးရာရာတိုင်းကလက်တွေ့ဆန်လုံးကကြီးတယ်ဆိုပြီးတော့ပြောပြလိုက်ချင်တယ်ဒီနေ့ဗီဒီယိုမှာမျှဝေပေးမယ့်အချက်15ချက်ကတော့မိဘတွေတောင်မှသင်ပေးဘူးချင်မှသင်ပေးဘူးလိမ့်မယ်အခုဖြတ်တန်းရတဲ့ဘဝမှာငွေကြေးရလဲအောင်မြင်ပြီးတော့လူတွေနဲ့ဆက်ဆံတဲ့နေရာမှာပပနက်နက်ရှိပြီးလက်တွေ့ဘဝမှာအဓိကအသုံးဝင်စေမယ့်အချက်တွေပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်နံပါတ်1ချက်လူတိုင်းကိုကိုယ်စိတ်နဲ့နှိုင်းပြီးတော့စိတ်နှစ်ပြီးမပေါင်းပါနဲ့လူတိုင်းရဲ့စိတ်ဆိုတာကအမြဲတမ်းပြောင်းလဲနေနိုင်တယ်ခံစားချက်တွေဆိုတာကလည်းကြာလာရင်မိမ့်လာနိုင်တယ်ကိုယ့်ရဲ့အကျိုးစီးပွားအတွက်ဆိုပြီးတော့ရွေးချယ်လာတဲ့အခါမှာစိတ်တွေကလည်းအပြောင်းလဲဖြစ်လာနိုင်ပါတယ်ကိုအားကိုးရပါတယ်ဆိုတဲ့သူကိုကစိတ်နှစ်ပြီးတော့ယဉ်နှိမ့်မြုပ်နှံထားတဲ့ဆက်ဆံရေးတစ်ခုဟာအချိန်နဲ့အမျှပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ဖြစ်နိုင်ခြေတွေကိုအမြဲတမ်းစိတ်ပြင်ဆင်ထားသင့်ပါတယ်။ဒါဟာအစိုးမြင့်ခြင်းမဟုတ်ဘဲနဲ့ကိုချစ်တာကိုစိတ်ကိုကာကွယ်တာမျိုးပဲဖြစ်ပါတယ်။လူတိုင်းကကိုလူပါဆိုပြီးတော့စိတ်နှစ်ပြီးပေါင်းတဲ့သူတွေပဲနောက်ဆုံးမှာပို့ပြီးတော့နာကျင်ခံစားရပါလိမ့်မယ်။ဒါကစောစောတိလေးကိုကမခံရဖို့စောစောရှောင်နိုင်လေပဲဖြစ်ပါတယ်နံပါတ်2ချက်လက်ဆောင်လက်ခံခြင်းနဲ့ပြန်လည်ပေးကမ်းခြင်းတယောက်ကကိုလက်ဆောင်တစ်ခုလာပေးတဲ့အခါမှာရပါတယ်မလိုပါဘူးမပေးပါနဲ့လို့မပြောပါနဲ့ဒီလိုပြောလိုက်လို့လဲလူတိုင်းကကိုအားနာနေတာလို့ထင်ခြင်းမှထင်လိမ့်မယ်မှန်ကန်တဲ့နီလန်းကတော့ကျေးဇူးတင်စွာလက်ခံပြီးတော့ဟာအဲ့ဒါလိုနေတာဘယ်လိုသိရလဲအရန်သဘောကျတယ်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့နောက်ပိုင်းမှာအခွင့်အသင့်တယ်လို့ကိုယ့်ဘက်ကလည်းပြန်ပြီးတော့ပေးကမ်းနိုင်ဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်ဒါဟာလူမှုရေးကိုနားလည်ပြီးတော့ဆက်ဆံရေးကိုပုံမခိုင်းပါစေတာပဲဖြစ်ပါတယ်မြတ်တာကအသွားပြန်ရှိရဆိုတဲ့သဘောပေါ့နံပါတ်3ချက်အရာရာကိုအခမဲ့မပေးပါနဲ့ကိုယ်စီကနေပြီးတော့မြစ်တိအရာမှာအခမဲ့ယူသွားခွင့်ကိုအခြားသူတွေကိုဘယ်တော့မှမပေးပါနဲ့အခမဲ့ရရှိတဲ့အရာတွေဟာမကြာခဏဆိုသလိုချိန်နဲ့နင်းခံရပြီးတော့အလွယ်တကူအလေးမထားခံရတာဖြစ်တတ်ပါတယ်။တင်းရဲ့အချိန်ကျွမ်းကျင်မှုစိတ်ခံစားမှုနဲ့ကိုယ့်ရဲ့အဆက်အသွယ်အားလုံးဟာတန်ဖိုးရှိတာကြောင့်အရင်ကြီးများပါတယ်။ကိုကအမြဲတမ်းပဲပေးကမ်းနေရတဲ့သူဖြစ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ရှော့ချနေရတဲ့တူတူပါပဲ။ပေးဆက်ခြင်းနဲ့လက်ခံခြင်းကိုဟန်ချက်ညီပါစေ။နံပါတ်4ချက်ကတော့ကိုယ့်ရဲ့အရေးချင်းကိုတစ်ခွက်အမြဲချန်တာပါကိုယ့်ရည်ချင်းကိုအကုန်မထုတ်ပဲနဲ့တစ်ခါတလေယူသလိုပေါ်သလိုနေတာကိုအနိုင်ကျင့်လို့ရတဲ့ပုံစံလေးနဲ့အလိုက်တဲ့ဆက်ဆံတဲ့ဆက်ဆံလိုက်ပါဒီလိုလုပ်လိုက်တာကလည်းဟန်ဆောင်တာမျိုးမဟုတ်ပဲနဲ့ရင့်ကျက်တဲ့သူတွေရဲ့အလေးကျင့်တစ်မျိုးပဲဖြစ်ပါတယ်ကိုယ့်ရဲ့ထက်မြက်မှုကိုအမြဲတမ်းအကုန်ထုတ်ပြနေတာဟာတစ်ဖက်လူရဲ့မာနကိုထိခိုက်စေပြီးတော့ရန်သူတွေတော်မှပို့ပြီးတော့ဖန်တီးပေးတတ်ပါတယ်တိတ်ဆိတ်စွာအသိဉာဏ်ရှိခြင်းကပို့ပြီးတော့စွမ်းအားရှိပါတယ်နံပါတ်5ကိုယ်ပိုင်စွမ်းရည်ကိုတည်ဆောက်ပါကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချရတဲ့နေရာမှာအားနည်းတဲ့သူတွေကကိုယ်ပိုင်ဝါသနာဒါမှမဟုတ်စိတ်ဝင်စားမှုတစ်ခုကိုမဖြစ်မနေမွေးမြူပေးဖို့လိုအပ်ပါတယ်ဒီလိုပြောလိုက်လို့လည်းဖုန်းပေါ်တာ drama series တွေကိုလိုက်ကြည့်တာမျိုးပြောတာမဟုတ်ဘူးเนาะကိုထင်ပေါ်စေနိုင်တဲ့ skate တစ်ခုကိုမဖြစ်မနေလေ့လာတာမျိုးပြောတာဖြစ်ပါတယ်ဥပမာဆိုရင်ဂျင်ကစားတာဓာတ်ပုံဗီဒီယိုတွေဖန်တီးတာရိုက်ကူးတာဒါမှမဟုတ်စာရေးတာ content ဖန်တီးတာဒါမှမဟုတ်လည်း personal branding တည်ဆောက်တာဘာပဲဖြစ်ရတယ်ဒီလိုစွမ်းရည်တွေကသင်ရဲ့အတွင်းခွန်အားတွေကိုမြင့်တင်ပေးပြီးတော့အခြားသူတွေအပေါ်မိခိုမှုကိုညှော်နှဲစေပါတယ်။အခြားသူတွေနဲ့တွေ့ရင်လည်းပြောစရာ topic ပိုများနိုင်ပြီးတော့ level မတူတဲ့သူတွေနဲ့လည်းတွေ့ပြီးတော့အပေါင်းအသင်းပိုများနိုင်ပါတယ်။နံပါတ်6ချက်ကတော့မအောင်မြင်ခင်တိတ်ဆိတ်နေပါဘူး။သင်ကစကားတွေအများကြီးပြောလေအတားအဆီးတွေပိုပြီးတော့များလာလေပဲဖြစ်ပါလိမ့်မယ်။ကိုဘာလုပ်တော့မယ်ဆိုတာကိုလူတိုင်းကိုလိုက်ပြောမနေသင့်ပါဘူး။ကိုလှုပ်လို့အောင်မြင်ပြီးမှသာလူသိရှင်ကြားကြီးညာသင့်ပါတယ်။ကြီးမားတဲ့ပန်းတိုင်တွေကလည်းအစောပိုင်းအဆင့်တွေမှာအားနည်းတတ်တာကြောင့်ခိုင်မာလာဖို့အတွက်ဆွန့်လွတ်ခြင်းနဲ့အာရုံစိုက်ခြင်းတွေကိုသင်ယူရပါလိမ့်မယ်။ကိုယ့်ရဲ့စွမ်းရည်တွေကိုစကားပြောရမှာမဖြုံးတိလိုက်ပါနဲ့။နံပါတ်9ကကိုယ်တန်ဖို့ကိုအာရုံစိုက်ပါ။ကိုဘယ်သူမှတိတ်မပေါင်းကြဘူးမလာကြဘူးဆိုတာကလည်းကိုကမကောင်းလို့တော့မဟုတ်ကိုမှရေချင်းမရှိလို့တန်ဖိုးမရှိလို့ပဲမှတ်ယူလိုက်ပါ။လူတဘာဝကအဆက်အသွယ်ကောင်းရှိတဲ့သူတွေရေချင်းရှိတဲ့သူတွေစီကိုလာပြီးတော့မိကိုအားထားကြတာများပါတယ်။ဒီအချက်ကိုသိလိုက်မယ်ဆိုလို့ရှိရင်စိတ်တကြနေမဲ့စားကိုမိကွန်းထုတ်ရမှာကငါဘလို့တန်ဖိုးကိုဖန်တီးပေးနိုင်တဲ့သူလဲဘလို့ရေချင်းမျိုးတွေကိုရှိတဲ့သူလဲဆိုတာပဲဖြစ်ပါတယ်ကိုတိုင်က strong ဖြစ်ပြီးတော့ရေချင်းသာရှိနေမယ်ဆိုလို့ရှိရင်တခြားသူနောက်လိုက်ပြီးတော့ပေါင်းနေရမှာမဟုတ်တော့ပါဘူးနံပါတ်8ထိန်းချုပ်မှုမရတဲ့ကိစ္စတွေပေါ်မှာစိုးရိမ်နေတာတွေကိုရပ်လိုက်ပါဒီလိုကိုတိုင်ထိန်းချုပ်လို့မရတဲ့ကိစ္စတွေကိုအချိန်ကြာကြီးရင်ထဲမှာတွေးပြီးတော့ပူလောင်နေလေကိုယ့်ရဲ့အတွင်းစိတ်ထဲမှာလှိုက်ပြီးတော့လောင်ကျွမ်းမှုတွေပုံများလေပဲဖြစ်ပါတယ်ကိုပြောတဲ့နာကတော့ဖြစ်သမျှအကြောင်းအကောင်းကြီးပဲလို့မှတ်ယူထားလိုက်ပါဒီတွေးခေါ်ကတင့်ရအခက်ခဲတွေကိုလှင်မြန်စွာကြော်ဖြတ်စေပြီးတော့စိတ်ခိုင်မာမှုကိုတိစောက်ပေးနိုင်ပါတယ်နံပါတ်9ချက်ကတော့ပိုကြီးရဲ့တောင်းဆိုမှုကိုညှင်းဆိုခံရပြီးမှသေးငယ်တဲ့တောင်းဆိုမှုတွေကိုပြုလုပ်ပါ
ဒါကလူတွေရဲ့စိတ်ပညာနဲ့ပတ်သက်တဲ့နည်းတစ်ခုပဲဖြစ်ပါတယ်လူတဦးဟာအစပိုင်းမှာကြီးမားလွန်းတဲ့တောင်းဆိုမှုတွေကိုညှင်းပယ်လိုက်ရတဲ့အခါမှာသူတို့ဟာတောင်းဆိုသူကိုတစ်ခုခုပြန်လုပ်ပေးဖို့လိုတယ်လို့မသိစိတ်ကအကျွေးတင်တယ်လို့ခံစားချက်ပေါ်လာတတ်ပါတယ်အဲဒီနောက်မှာပို့ပြီးတော့တင်းငယ်တဲ့တောင်းဆိုမှုကိုလိုက်လျောပေးဖို့အခွင့်အရေးတွေလို့သတ်မှတ်ပြီးတော့ပို့ပြီးတော့လက်ခံနိုင်ခြင်းမြင်မာသွားတတ်ပါတယ်နံပါတ်10ပျော်ရွှင်မှုဝင်မျှခြင်းကိုနားထောင်ပါအခြားသူတွေပျော်ရွှင်မှုကိုဝင်မျှတဲ့အခါမှာသင်ကမဖြစ်မနေစိတ်ပါလက်ပါနဲ့နားထောင်ပေးသင့်ပါတယ်ဒါကလူတဦးနဲ့တူဦးကြားမှာအစစ်အမှန်ဆုံးချိတ်ဆက်မှုပဲဖြစ်ပါတယ်လူတွေကသူတို့ရဲ့စိတ်ခံစားမှုနဲ့အောင်မြင်မှုကိုဝေမျှတဲ့အခါမှာသူတို့ရဲ့ဝမ်းနည်းမှုထက်ပိုပြီးတော့အာရုံစိုက်မှုကိုလိုချင်ကြပါတယ်စိတ်ရင်းမှန်တဲ့နားထောင်ပေးခြင်းကသင်နဲ့သူတို့ကြားရဲ့ခံစားချက်ကိုပိုပြီးတော့နှဆိုင်စေပါတယ်နံပါတ်7ပြဿနာကိုဖြေရှင်းသူဖြစ်ပါစေလူမှုပတ်ဝန်းကျင်နဲ့အလုပ်ခွင်မှာတမိုးရှိဆုံးလူဟာပြဿနာတွေကိုဖြေရှင်းနိုင်တဲ့သူတွေပဲဖြစ်ပါတယ်လူအများစုကပြဿနာတစ်ခုဖြစ်ပြီဆိုရင်မကြင်မနှက်ပြောဆိုမယ်အပြစ်တင်မယ်စောတကတက်တာတွေပဲလုပ်တတ်ကြပါတယ်သူများတွေကခက်ခဲလို့မြင်တဲ့ခြေအနေတွေကိုသင်ကဖြေရှင်းနည်းတစ်ခုဖြစ်မြင်ပြီးတော့စတင်လှုပ်ဆောင်လိုက်ပါဒါကသင်ကိုပတ်ဝန်းကျင်မှာမရှိမဖြစ်လိုအပ်တဲ့သူဥဆောင်သူတူဖြစ်လာအောင်တွန်းအားပေးတာပဲဖြစ်ပါတယ်ပြဿနာတိုင်းကသင်ယူဖို့အရေးချင်းနဲ့တိုးတက်ဖို့အတွက်အခွင့်အလမ်းတစ်ခုဖြစ်တယ်ဆိုတာကိုခံယူပါသင်ဖြေရှင်းပေးနိုင်တဲ့ပြဿနာကြီးလေသင်ရဲ့တန်ဖိုးနဲ့ဂုဏ်သိက္ခာကြီးမားလေပဲဖြစ်ပါလိမ့်မယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုမသိရင်တော့မှမဖြစ်နိုင်ဘူးလို့ချက်ချင်းမငြင်းမဲနဲ့အဖြေကိုရအောင်ရှာဖွေသူဖြစ်ပါစေနံပါတ်7ဝေဖန်မှုနောက်ွယ်ကရည်ရွယ်ချက်ကိုယ့်ရဲ့အမှားကိုထောက်ပြတဲ့သူတိုင်းကကိုယ့်အတွက်ပြဿနာရှိတယ်ကိုယ်ကပဲမှားနေတယ်လို့ယူဆနေတာကိုရပ်လိုက်ပါခြားသူတွေကတင့်ကိုမဝေဖန်တာအပြစ်ရှာတာဟာသူတို့ပို့တာတယ်ဆိုတာကိုပြသခြင်းလို့ပဲဖြစ်ပါတယ်ဒါကိုမြင်အောင်ကြည့်နိုင်ရင်စိတ်ဆိုးနေစရာမလိုတော့ပါဘူးသူတို့ရဲ့ဝေဖန်မှုကကိုယ့်တန်ဖိုးကိုမထိခိုက်နိုင်ဘူးဆိုတာကိုသင်သဘောပေါက်သွားလာပါလိမ့်မယ်နံပါတ်7လူပေါ်မူတည်ပြီးတော့ဆက်ဆံတဲ့ပုံစံကိုပြောင်းပါလူအမျိုးမျိုးစိတ်ထွေဆိုတာရှိတဲ့အတိုင်းပဲလူတိုင်းကိုကိုယ့်ရဲ့ပုံစံတစ်မျိုးတည်းအတိုင်းပဲတသက်မှတ်တဲ့ဆက်ဆံနေလို့မရပါဘူးဒီလိုပြောင်းလဲဆက်ဆံတာကလိုက်လျောညီတွေရှိမှုကိုပြတာဖြစ်ပြီးတော့လူမှုဆက်ဆံရေးမှာအောင်မြင်မှုရဲ့တောက်ချက်တစ်ခုပဲဖြစ်ပါတယ်လူတဦးတယောက်ချင်းစီတိုင်းကကွဲပြားခြားနားတဲ့ဆက်သွယ်ပြောဆိုပုံစတိုင်တွေတန်ဖိုးထားမှုတွေနဲ့မျှော်လင့်ချက်ထားတာတွေကမတူကြပါဘူးတချို့ကစိတ်ခံစားမှုပြင်းပြတဲ့သူတွေဖြစ်နိုင်တယ်လို့တချို့ကတော့ကြိုးကြောင်းဆင်ခြင်တဲ့သူတွေဖြစ်နိုင်ပါတယ်သူတို့ရဲ့စတိုင်နဲ့လိုက်ညောညီထွေဆက်ဆံမှသာကိုပြောချင်တဲ့စကားတွေကလည်းအရာရောက်ပြီးတော့နားလည်မှုလွဲခြင်းတွေကိုလည်းရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်ဥပမာစိတ်ခံစားမှုပြင်းထန်တဲ့သူတွေကိုသူတို့ကိုနားထောင်ပေးတာစာနာနားလည်မှုပြသပေးတာနဲ့ပုံကိုယ်ရေးဆိုင်ရာဆက်နွယ်မှုတွေကိုအလေးထားပြီးပြောဆိုခြင်းနဲ့ချီးကပ်တဲ့ပါတယ်ကြိုးချောင်းဆင်ခြင်သူများဒါမှမဟုတ်ရင်အလုပ်ပေါ်အာရုံစိုက်တဲ့သူတွေဆိုလို့ရှိရင်အချက်လက်တွေခိုင်မာတဲ့သက်သေတွေနဲ့တိကျရှင်းလင်းတဲ့စက်ကလုံးတွေကိုသာအသုံးပြုပြီးတော့ချီးကပ်သင့်ပါတယ်introvert တွေနဲ့ဆိုလို့ရှိရင်တော့အများရှိမှဖိအားပေးတာဒါမှမဟုတ်ရင်ဓာတ်ရိုက်ရင်ဆိုင်တာတွေကိုရှောင်ရှားပြီးတော့နှုတ်ရဲရှိတဲ့အချိန်လေးမှာပဲဖြစ်ဖြစ်စကားပြောဆိုတာဒါမှမဟုတ်ရင်စာရေးသားနဲ့ဆက်သွယ်မှုတွေကိုပြုလုပ်သင့်ပါတယ်ဒါမှပဲဆက်ဆံရေးတွေပုံမခိုင်မာလာမယ်အပြန်အလှန်လေးစားမှုတွေတိုးပွားလာမယ်ပုံမထိထိရောက်နဲ့ပူပေါင်းဆောင်ရွက်မှုတွေလုပ်လာနိုင်မှာပဲဖြစ်ပါတယ်နံပါတ်14ဘသူကိုအာရုံစိုက်ရမလဲဆိုတာကိုရွေးချယ်ပါကိုယ့်အကျိုးစီးပွားနဲ့သက်ဆိုင်သူတွေကိုကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကိုပြသပြီးတော့မသက်ဆောင်တဲ့သူတွေကိုကိုယ့်ရဲ့ယဉ်ကျေးမှုကိုပြသပေးပါဘသူကကိုယ့်ရဲ့စွမ်းအားတွေကိုအစွမ်းကုန်ကြိုးပမ်းထိုက်တယ်ဘသူကတော့အသင့်သာဆက်ဆံထိုက်တယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့စွမ်းရည်နဲ့တန်ဖိုးတွေကိုအမြဲတမ်းအကျိုးရှိမဲ့နေရာတွေမှာယဉ်ကျေးမြုပ်နှံပါနံပါတ်15သင်ရဲ့ပန်းတိုင်ဟာအမြဲတမ်းပြောင်းလဲနေနိုင်တာကိုလက်ခံပါဘဝမှာပန်းတိုင်တစ်ခုကိုသတ်မှတ်ပြီးတော့ရအောင်စူးစမ်းတာကတော့ကောင်းပါတယ်ဒါပေမဲ့သင်ရဲ့အသက်25နှစ်မှာသတ်မှတ်ထားတဲ့ပန်းတိုင်တွေဟာအသက်35နှစ်45နှစ်ရောက်တဲ့အခါလုံးဝပြောင်းလဲသွားနိုင်နေဆိုတာကိုလက်ခံထားဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ဆန္ဒတမိုးထားမှုတွေနဲ့ပတ်ဝန်းကျင်အခြေအနေတွေဟာအချိန်နဲ့မျှပြောင်းလဲနေနိုင်ပါတယ်ဒါကြောင့်မို့လို့အတိတ်ကပန်းတိုင်တစ်ခုကိုမဖြစ်မနေအကောင့်ထဲပေါ်ရမယ်လို့ကိုဖိအားမပေးပါနဲ့ပန်းတိုင်ကိုပြောင်းလဲလိုက်တာဒါမှမဟုတ်ရင်လမ်းကြောင်းတစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းလိုက်တာဟာအားနေတာဒါမှမဟုတ်ရင်ကြာရှုံးခြင်းမဟုတ်ဘဲနဲ့ဘဝရဲ့လက်ရှိအခြေအနေနဲ့ပို့ပြီးတော့ကိုက်ညီတဲ့ရင်းကျက်တဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။သင်ရဲ့လှုပ်ဆောင်မှုတိုင်းကိုဘာကြောင့်လုပ်နေတာလဲ why ဆိုတဲ့မေးခွန်းကိုအမြဲတမ်းစစ်ဆေးပါအကယ်၍ဘာကြောင့်ဆိုတဲ့အဖြေကသင်ရဲ့လက်ရှိတန်ဖိုးတွေနဲ့မကိုက်ညီတော့ဘူးဆိုလို့ရှိရင်ပန်းတိုင်ကိုရဲရင်ပြောင်းလဲလိုက်ပါဘဝရဲ့သင်ခန်းစာတစ်ခုကတော့ဘယ်ရာမှအတိအကျမရှိဘဲနဲ့ပြောင်းလဲနေတာကိုသိရှိပြီးတော့လိုက်လျောညီထွေစွာနေတတ်ဖို့ပဲဖြစ်ပါတယ်။အခုမျှဝေပေးခဲ့တဲ့လက်တွေ့ကျတဲ့အချက်15ချက်ကတော့ဘဝကိုပုံမှန်နားလည်ပြီးတော့ငွေကြေးနဲ့လူမှုဆက်ဆံရေးနယ်ပယ်နှစ်ခုစလုံးမှာအောင်မြင်မှုရရှိစေမယ့်အကျိုးရှိစေမယ့်အချက်တွေပဲဖြစ်ပါတယ်။
အသက်25နှစ်အရွယ်မှာသိရှိနားလည်ထားမယ်ဆိုလို့ရှိရင်ဘဝခီးလန်းကိုပို့ပြီးတော့ပပနန်းနန်းနဲ့ရင်ဆိုင်နိုင်ပြီးတော့ပို့ပြီးတော့ပြဿနာနင်းနဲ့အေးအေးချမ်းချမ်းဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။လက်တွေ့ဘဝမှာပုံမခိုင်မာတဲ့စိတ်ဓာတ်နဲ့အောင်မြင်မှုကိုရယူဖို့အတွက်ဒီအချက်တွေကိုတေချာလိုက်နာကျင့်သုံးနိုင်ပါစေလို့ဆုတောင်းရင်းနဲ့ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါစေ။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုဘဝအတွက်အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ Money Mind မြန်မာ channel ကို subscribe လုပ်ထားခဲ့ပါကျွန်တော်ကတော့တင်ဆက်သူကိုဇော်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်